ရောင်မျိုးတော်စီပင်တရားရေးရွေးကောက်ပွဲမှာမဲစင်းမှာကိုနာမည်မပါလို့မဲမပေးရဘဲနဲ့ပြန်သွားခဲ့ရတဲ့သူတွေဟာမဲုံအားလုံးရဲ့ထက်ဝက်လောက်မှာရှိခဲ့တယ်လို့ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ page ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ရွေးကောက်ပွဲကျင်းပခဲ့တဲ့မတ်လ31ရက်နေ့မြို့နယ်33မြို့နယ်မှာ page အဖွဲ့ကနေစောင့်ကြည့်တဲ့သူ348ယောက်နဲ့လေးလာစောင့်ကြည့်ခဲ့တဲ့အခါမှာတွေ့ရှိခဲ့တာလို့လည်းသိရပါတယ်။မဲစင်းရင်နဲ့ပတ်သက်တာပေါ့။မဲစင်းရင်နဲ့ပတ်သက်ပြီးတော့မဲစင်းရင်မှာနာမည်မပါလို့ပြန်သွားရတဲ့လူတွေကျွန်တော်တို့မဲယုံ90ရာခိုင်နှုန်းထက်ဝက်နီးပါးလောက်မှာကျွန်တော်တို့ဒါတွေ့ရှိချက်တွေရှိခဲ့ပါတယ်2019ခုနှစ်ရန်ကုန်မြို့တော်စီပင်သာယာရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကနအူအစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ page အဖွဲ့ရဲ့ရုံးခန်းမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြောဆိုခဲ့တာပါအဲ့ဒီမဲယုံ90ရာခိုင်နှုန်းဟာမဲဆန္ဒရှင်1ယောက်ကနေ10ယောက်ကြားမဲစင်းမှာမပါလို့ပြန်သွားရတာဖြစ်တယ်လို့လည်းသိရပါတယ်ဒါပေမဲ့မဲယုံတွေရဲ့43ရာခိုင်နှုန်းမှာတော့မဲစင်းမှာမပါလို့ပြန်သွားရတဲ့သူမရှိခဲ့ဘဲနဲ့မဲယုံတွေရဲ့6ရာခိုင်နှုန်းမှာတော့မဲဆန္ဒရှင်10ယောက်နဲ့အထက်ကသူတို့ရဲ့နာမည်မပါလို့ပြန်သွားခဲ့ရတယ်လို့လည်းသိရပါတယ်။ရန်ကုန်မြို့တော်စီပင်သာယာရွေးကောက်ပွဲမှာမဲရုံပေါင်း2400လောက်နဲ့မဲပုံပေါင်း9600လောက်အသုံးပြုခဲ့တာဖြစ်တယ်လို့လည်းရွေးကောက်ပွဲကော်မရှင်စီကနေသိရပါတယ်။အလားတူပဲမဲရုံ17ရာခိုင်နှုန်းမှာမဲဆန္ဒရှင်1ယောက်ကနေ10ယောက်ကြားဟာလိုဝက်မဲပေးခွင့်မရခဲ့ဘူးလို့လည်းပေးအဖွဲ့ရဲ့အစီရင်ခံစာရသိရပါတယ်။မတ်လ31ရက်နေ့မှာကျင်းပခဲ့တဲ့ရန်ကုန်မြို့တော်စီပင်သာယာရွေးကောက်ပွဲမှာတော့နေရာ105နေရာမှာကိုယ်စားလှယ်ပေါင်း282ယောက်ဝင်ရောက်ရှင်ပြိုင်ခဲ့ကြတာပါဒီရွေးကောက်ပွဲအတွက်ရန်ကုန်မြို့ကမဲပေးခွင့်ရှိတဲ့လူ3တန်းကျော်ရှိပေမဲ့ပေးအဖွဲ့ရဲ့စောင့်ကြည့်သတင်းထုတ်ပြန်ချက်အရကတော့အမှန်တကယ်မဲပေးတဲ့လူက10ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့လည်းသိရပါတယ်ကျွန်တော်သတင်းတော့ဆိုပါ